United ရဲ့ Premier League ပြိုင်ဘက်နဲ့သတင်းထွက်နေတဲ့ Greenwood အားလုံးပဲမင်္ဂလာပါများ YGN Titan Sport ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်။ Manchester United Academy ထွက်တဲ့ Greenwood ဟာလူမှုရေးပြဿနာတွေအကြောင်း Old Trafford ကနေနည်းနည်းပေးခံလိုက်ရပြီးတဲ့နောက် La Liga အသင်း Getafe မှာသူ့ကိုယ်သူပြန်လည်ရှာဖွေနေပါတယ်။အဲဒီနောက် Greenwood ဟာ League One အသင်း Marseille ကိုပြီးသက်ပြောင်းရွှေ့ခွင့်ရရှိခဲ့ပါတယ်။အသက်24နှစ်အရွယ်ကစားသမားလေး Greenwood ဟာ Marseille မှာထူးချွန်ခြေစွမ်းတွေကိုပြသနေပါတယ်။ Greenwood ကသူ့ရဲ့ပွဲဥထွက်ရာသီမှာ League One သွင်းဂိုး22ဂိုးသွင်းယူထားပြီး Ballon d'Or ချန်ပီယံနဲ့အတူပူးတွဲသွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပြီး Marseille ကိုလည်းအဆင့်နဲ့ရာသီသိမ်းစေခဲ့ပါတယ်။ဒီဟာမီမှာလည်း Greenwood ကဆက်လက်ခြေစွမ်းပြနေတော့မှာ Greenwood ကဒီဟာဒီပြိုင်ပွဲဆောင်73ဂိုးသွင်းယူထားသလို League One သွင်းဂိုးကလည်း10ဂိုးထိရှိလာပြီး၄ရဲ့သွင်းဂိုးများဆုံးကစားသမားအဖြစ်ဦးဆောင်နေပါတယ်။ Greenwood ကျေးဇူးနဲ့ Marseille ကလည်းလက်ရှိအဆင့်3မှာရပ်တည်နေတယ်လို့ချန်ပီယံလိမှာလည်း Play-off ကစားရဖို့တေချာသလောက်ရှိနေပါတယ်။ Greenwood ရဲ့ခြေစွမ်းတွေအကြောင်းခေါ်ယူခြင်းတဲ့အသင်းတွေများပြားလာပါတယ်။ Greenwood ကို Barcelona နဲ့ Atletico Madrid တို့ကစောင့်ကြည့်နေကြပြီးချိတ်ဆက်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ Greenwood က Premier League အသင်းတွေနဲ့လည်းသတင်းထွက်နေပါသေးတယ်။ Greenwood ကို Tottenham နဲ့ West Ham တို့ကပြန်လည်ခေါ်ယူသွားဖို့စိတ်ကူးရှိနေကြတာပါ။ဒါပေမဲ့ပြဿနာတစ်ခုကတော့ရှိနေပါသေးတယ်။ Greenwood ကို Manchester သားတွေကပြန်လက်မခံကြတာလန်ဒန်သားတွေဆိုရင်လည်းခွင့်လွှတ်ပေးနိုင်လောက်မှာမဟုတ်ပါဘူး။တော်မဲ့သူချယ်ကိုယ်တိုင်ကလည်း Greenwood ဘလောက်ကောင်းကောင်းအင်္ဂလန်ကမရွေးဘူးလို့ကြေညာထားတာကြောင့် Greenwood အနေနဲ့အင်္ဂလန်ကိုပြန်လာဖို့ခက်ခဲပါလိမ့်မယ်။ Greenwood အနေနဲ့နောက်ထပ်ရွေးချယ်ကြဆိုရင်တော့ Saudi Pro League ကိုလည်းထည့်သွင်းစဉ်းစားနိုင်ပြီးဘယ်ကိုပြောင်းရွှေ့ပြစ်မလဲဆိုတာကတော့လာမယ့်အပြောင်းရွှေ့ကာလတွေမှာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်